ဘဘလေးမကိုပြချင်တယ်ယောက်ျားကောင်းတစ်ယောက်ရဲ့အစွမ်းတွေရှင်နိုင်မယ်ဆိုရှင်ဝတ်တယ်ရစ်ချင်ဆန်းစစ်ကြည့်မဲ့ပွဲမှာနေရာတော်ကိုရွေးချယ်သူအမှန်ဆုံးပြရမယ့်အရေးတော်ကိုယ်ပြီးတော့မောင်ယောက်ျားတစ်ထောင်ရွှေမင်းသမီးလေးတွန်းအားချက်ပြိုင်ရှင်ပြိုင်နိုင်ယူစွမ်းအားမင်းတွန်းတော်မောင်ရွှေမင်းသမီးအကျွန်တော်တကူမြောင်စွန်းထန်နေပိုင်ဆိုင်သူကိုပန်းကုန်စတော့မင်းသမီးရေရှိဘောပါလေလန်းစံတော်နှလုံးသားတင်စကားများကိုမင်းသမီးလေးတွက်ပြောမယ်မင်းတွက်ကိုဘဝပေးဆက်ပါရစေ